လေးအောင်ခံကြောအတွက်ဒီဟာလေးကိုပြင်ပြနေပါတယ်ခြံထားရတော့ညီလေးမျိုးသိမ်းပြီးသွားပြီစကန်ရလိုက်ပြီတဲ့မျိုးတော့ရလိုက်ပါပြီငါတို့မင်းကိုပြန်မရတော့ဘူးညီလေးကိန်းစော်မဲ့တဲ့မင်းကိုပြန်မရတော့ဘူးစကားကိုဘာဘူးတို့နဲ့ပြောရတဲ့မင်းကိုပြန်မရတော့ဘူးတင်းကြီးရမီလက်နဲ့တွေနဲ့မင်းကိုမလဲနိုင်ဘူးပျက်စီးနေတဲ့စကန်ထဲမှာလည်းမင်းမရှိတော့ဘူးပြောချင်သလားအလုံးမလွယ်တဲ့လောကကြီးကြီးအရှင်းနေတယ်တော့မင်းမရှိတော့ဘူးကိုတောင်မှာဟိုမှာလာကြည့်ကြတယ်ကြီးကြည့်ကြည့်ကြီးကိုစိတ်ချတယ်ဒီကြရအောင်သွားပြီတော့စိတ်ချခဲ့တော့ညီလေးရေမင်းရဲ့အမေကိုရောဒီရွယ်မရောက်သေးတဲ့မိနိမလေးကိုရောအောင်ဝဲနဲ့ကြိုးစားနေတယ်မင်းတောင်မှလည်းမင်းသိချစ်ခဲ့တဲ့နိုင်ငံတော်ကြီးကိုရောတားနေအောင်တော့ညီလေးရာမင်းချန်ထားခဲ့တဲ့ခြေဟာတို့မြေတို့ကပါတို့ရဲ့လက်ထဲမှာငါတို့မရှိတော့တဲ့အချိန်ဒီဆက်လက်ပြီးကျန်းနေရမှာဒီတခါအိမ်ပြန်လာရတဲ့အထက်မင်းပါမလာတော့ဘူးညီလေးနဲ့ဘုန်းကြီးကြာဆိုရဖို့ဆွေးနေကျွဲဖို့အော်ခါကျော်ကြီးဒီတော်လူကဟေးပြုဒီမြေဟာမင်းကိုအကျွေးတင်သွားပြီဒီမြေမှာမင်းရဲ့သွေးနဲ့ရေးတဲ့တမိုင်းရဲ့ဆိုတော့တွားနေတော့ညီလေးရေအေးချမ်းတဲ့နေရာငင်းချမ်းတဲ့ကဘာမှာလူဖြစ်ချင်တော့အောင်ပွဲတွေကြောင်ကြားရတဲ့တိုင်းမှာဆွလို့ပြေးဆက်ခဲ့တဲ့မျိုးငါတို့အသေးသတိရနေပါတော့15ရက်5လပိုင်း2026ဆိုင်ပြည်မျိုးသိန်းတိုင်ပွဲတွင်မြင့်မြတ်စွာကြာဆုံးနေသောရဲဘော်အောင်ခံကြွားလေးပြုကြာဆုံးရဲဘော်အောင်ခံကြွားအတွက်ကြီးထားတယ်အိမ်မပြန်လာတော့ဘူးအမေကြီးဘုရားကြီးဖန်တော့ဒီလေးနဲ့စံငယ်မှုလေရည်စည်းကြတော့မြစ်လိုလဲစီးစင်းခဲ့တယ်ဒီတစ်ခါအိမ်ပြန်မလာတော့ဘူးလေမင်းသားအိမ်နဲ့အဝေးမှာကျဲလို့ကျင်ခဲ့ပြီမို့ဒီမှာသူအောင်ပြုခံရတဲ့နိုင်ငံရဲ့အကောင်းကင်မှာကျဲလေးတစ်လုံးလူမသိသူမသိလေးလက်ခဲ့ပေါ့နေစားရဲ့ဘုရားကြားလာဘာလို့ဖြစ်ရဲ့ဘာသာစကားဖြစ်ရဲ့မင်းတို့ချခဲ့တဲ့သွေးတွေနဲ့သမိုင်းတစ်ကိုကြီးခဲ့ပေါ့မနေတော့မင်းဒီလိုလေးမပြနိုင်တော့မိုးစုံဒီတော့အသုံးဝင်နေပြရတယ်။ဘာလို့ဒီတဲ့နိုင်ငံတော်ကဘာမှပိုင်တဲ့နိုင်ငံမှာဆက်လက်ရှင်းတယ်လို့မယ်။မနေတော့မင်းဒီတော့အိမ်ထဲမှာချောမပြောရတော့အိမ်ထဲထောက်ကြရတဲ့ကအိမ်ပြောလာကြာဆုံးရတဲ့သူတွေကပြန်ရှင်းလာတော့ဟုတ်ကဲ့ရှင်းသူတွေကလည်းဘယ်တော့မှချိုးအားအဲ့တော့အောက်ကကျော်ဒီတိုက်ပွဲကိုကြာဆုံးကဘာမကြည့်ဘူးဆိုပြီးရင်ပွဲမတက်အောင်နေချင်းမတရားမှုဆိုတာဒီလိုတော့ရရတယ်ကွဆိုပြီးတော့မင်းရဲ့လူပြုံမှုကိုမင်းတတိပြခဲ့ဒီလူတို့မှဆိုတဲ့တော်တော်ကြီးကောင်းတယ်အောင်မှာကျေလူဒီလူရက်တဲ့တချို့မင်းအမေဖေဘူးတော့မင်းပြန်မပြောတာရှာတယ်လူရဲ့စိတ်ကလေးကွာတရားပြတ်မှုဆိုတာပုဂ္ဂိုလ်ကြမှာဘူလောင်တဲ့မိသားတစ်ခုလိုနဲ့ညီလေးရတခါတည်းသိတာကြားရတယ်ကွာမင်းရဲ့တော်ဆုံးမျိုးကျက်နေတဲ့ဘုံကြီးတွေနဲ့မင်းရဲ့သမိုင်းကိုဘုံကြီးတက်ပြီးနေတဲ့သူအတော်လေးကိုတီးကားခဲ့တယ်ပြေးရဟေးကျူဒါပေမဲ့ဒီနေ့ဒီရက်ဒီချိန်မှာတော့ဘယ်လိုအချိန်ဘာဒီပဲလာလားအလိုရဲ့တော့ရဲရင်တော့သူ့ဒီတော့တော့ဘုံကြီးရဲ့အလိုတွေမင်းရဲ့အမှုချေရမှာမင်းကိုအောက်ပြန်ကြပြီးလူတွေကြောက်ပေါ့ဘာဆိုတာရှိတယ်ရောအဲ့ဒါကြီးတဲ့ဒီပြမှာမင်းမနာနေတော့ညီရဲဘော်အောင်ခန့်ကျော်ပေါင်းရသူပြီးလာပါလေရှားနေ